မင်္ဂလာပါဗျာဗိုက်တဲ့စာဖို့ဘလော့လေးကနေပြန်လေးကြိုဆိုပါရစေကိုရက်စာတို့ဒီနေ့ကတော့ဂျိုးနီပူလေးတွေရရှိလို့ကတ်တိုင်းလေးချက်စာမှာဖြစ်ပါတယ်ဒါကတော့ရရှိလာတဲ့ငှက်ကလေးတွေကိုကိုင်းနေတာဖြစ်ပါတယ်အထဲမှာရှိတဲ့ဥနဲ့အစာအိမ်တွေကိုဖယ်ပေးလိုက်ပါမယ်ကျန်တဲ့ဒီအသေးတို့နှလုံးတို့ကိုတော့ယူထားလို့ရပါတယ်ဒီထဲမှာမြင်းနေရတဲ့ဝါဝါလေးရတာဥလေးဖြစ်ပါတယ်ဒီကအမလေးအဲ့ဒါကွန်ပျူတာမှာပါတယ်ကိုရစာတို့ကင်ပြီးရရှိလာတဲ့ငှက်ကလေးတွေကိုစားစနွယ်ချုံမုံနေပြီးတော့ဒါပြုတ်ထားတာဖြစ်ပါတယ်ပြီးတော့ငှက်သားရင်ချက်ဖို့အတွက်စီရင်ဦးဆုံးထည့်ပါမယ်စီပူလာပြီဆိုရင်တော့ကြက်သွန်ပြူနဲ့ကြက်သွန်နီထောင်းထားတာကိုစီတက်ပေးပါမယ်ပြီးရင်တော့ငရုတ်သီးအယောင်တင်မှုထည့်ပြီးတော့မှုေးလာတဲ့အထိထပ်ပြီးတော့စီတက်ပေးနေရပါမယ်ဒါတော့ငရုတ်သီးခွဲချမ်းမှုထည့်တာဖြစ်ပါတယ်ငရုတ်သီးခွဲချမ်းမှုကိုအဆက်ကြိုက်သလောက်ထည့်နိုင်ပါတယ်ပြီးတဲ့အခါမှာတော့ဆောနာကအစင်းသစ်ပြုတ်ထားတဲ့ဒီငှက်ကလေးတွေကိုထည့်လုံးပေးပါမယ်ငှက်နဲ့ဒီစီတက်ထားတဲ့ကြက်သွန်ပြူကြက်သွန်နီများဒီတမသွားတဲ့ဒီလုံးပေးနေရပါမယ်ဒီအခါမှာကိုရက်စာတို့ဒီရေကိုငှက်ကလေးမြုပ်တဲ့ထီထည့်ပေးပါမယ်ပြီးရင်ဒါခဲညီသေးလေး40ချမ်းထည့်ပြီးတော့ရေခမ်းတဲ့အထီတည်ပေးလိုက်ပါမယ်ကဲဒါတော့နောက်ဆုံးရေခမ်းပြီးရရှိလာတဲ့ငှက်သားလေးဖြစ်ပါတယ်